မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ဒီနေ့ကျွန်တော်ဝင်ငှမဲ့အကြောင်းအရာလေးရှိပါတယ်ပမာလိုပဲကျွန်တော်ဝင်ငှချင်ပါတယ်အခုဝင်ငှမဲ့အကြောင်းအရာဟာလူတူတယောက်ပုဂ္ဂိုလ်တူတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကိုရည်ရွယ်ပြီးတော့ဝင်ငှခြင်းတော့မဟုတ်ပါဘူးဒါပေမဲ့ပါစတာအမှုတော်ဆောင်တယောက်အနေနဲ့မြင်တဲ့အခါမှာသိတဲ့အခါမှာဒါမရှိမဖြစ်မသိမဖြစ်သိရမယ့်အကြောင်းအရာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ခံယူတဲ့အတွက်ကြောင့်ဒီအကြောင်းအရာကိုအနည်းငယ်ဝင်ငှရခြင်းဖြစ်ပါတယ်အကြောင်းအရာကဘာလဲဆိုရင်ဒီအခေါ်ဝအသုံးနှုန်းလေးကိုပဲကျွန်တော်အဓိကဒါလှုပ်တင်လားမလှုပ်တင်လားဆိုတာကိုစမ်းစာအထောက်ထားကြည့်ပြီးတော့ပြောရခြင်းဖြစ်ပါတယ်အကြောင်းအရာကတော့ဘာလဲဆိုလို့ရှိရင်ကဲတင်ခြင်းတင်တန်းဆိုပြီးတော့ဆိုင်ဖို့အကြီးကြီးနဲ့ဒါမှမဟုတ် social media ပေါ်မှာအများကြီးဖြန့်ဝေကြတယ်ဒါကိုအရင်ကတည်းကကျွန်တော်မြင်တယ်တွေ့တယ်အဲ့လိုတွေ့တဲ့အခါမှာကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်ပါတယ်ကဲတင်ခြင်းတင်တန်းဆိုတဲ့အခါမှာဒီမှာအကြောင်းအရာတစ်ခုရှိပါတယ်ကဲတင်ခြင်းတင်တန်းဆိုတဲ့သဘောတရားဘာလဲဆိုတာကျွန်တော်သိထားဖို့လိုပါတယ်ကဲတင်ခြင်းဆိုတာကကျွန်တော်လူသားဖက်ကလုပ်တဲ့အရာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းကျမ်းစာထဲမှာအများကြီးဖော်ပြထားတယ်အဓိကအဖြစ်ကျွန်တော်ဖတ်ချင်တဲ့အရာကတော့အဖေဩဝါဒစာခန်းကြီးနဲ့အပိုင်ငယ်ရှစ်ထဲမှာယုံကြည်ခြင်းအဖြစ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းခံရကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့ဆိုတော့ကယ်တင်ခြင်းဆိုတာဟာဘယ်ကနေလာတယ်လဲဖယားသခင်စီကလာတာဖြစ်ပါတယ်ဖယားရဲ့တာဝန်ဖြစ်ပါတယ်ဖယားရဲ့အလုပ်ဖြစ်ပါတယ်ဒါလူသားနဲ့ဘာမှမဆိုင်ဘူးယောနာအခန်းကြီးနဲ့အပိုင်ငယ်6ထဲမှာပမာလို့ကြတော့ဘလို့တွေ့ရလဲဆိုတော့ထာဝရဖယား၏ယေရှုတော်ကြောင့်ချမ်းသာရပါသည်ဟုဆို၏ချမ်းသာရပါ၏ဆို၏လို့ယုဒတန်ကျမ်းစာထဲမှာတော့အဲ့လိုဖော်ပြထားတယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်ကျမ်းစာတွေအခြားသော version တွေကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ salvation ဆိုတဲ့အသုံးအနှုန်းကိုကျွန်တော်တွေ့ရပါတယ် salvation is of the Lordကယ်တင်ခြင်းဟာဘယ်သူနဲ့ဆိုင်တယ်လဲဘယ်ကနေလာတယ်လဲဖယားဖက်ကနေလာတာဖြစ်တယ်လို့အတိအလင်းဖော်ပြထားတယ်ယောနာရဲ့အသက်တာကိုလည်းပဲကျွန်တော်သိပြီးသားဖြစ်ပါတယ်ယောနာဟာဖယားစကားနားမထောင်တဲ့အတွက်ကြောင့်ဖယားကတန်ခတ်တဲ့အနေနဲ့9 ဘိုက်ထဲအထိဖယားသခင်ကဒဏ်ပေးတာဖြစ်ပါတယ်သူ့ဖက်ကဘလို့မှလွတ်မြောက်လို့မရပါဘူးသူဘလို့ပဲစူးစမ်းအဲ့ဒီ9 ဘိုက်ထဲကနေပြီးတော့လွတ်လန်းမရှိဘူးဒါပေမဲ့သူ့ကိုလွတ်လန်းဖွင့်ပေးတဲ့သူဟာဘယ်သူလဲဖယားဖြစ်ပါတယ်ဖယားကနေပြီးတော့ငါးကိုစကားပြောတယ်ပြီးတော့ငါးကနေပြီးတော့သူနော်ဟိုးကန်ဆာဖက်ကိုခေါ်ပြီးတော့အန်ထုတ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်နောက်ပြီးတော့အခုနအဖေဩဝါဒစာခန်းကြီးနဲ့အပိုင်ငယ်ရှေ့ဒါဘယ်သူရေးလဲရှင်ပေါလုကိုတိုင်ရေးတာဖြစ်ပါတယ်ရှင်ပေါလုကကယ်တင်ခြင်းဆိုတာဟာကျွန်တော်ကြောင့်မဟုတ်ဘူးကျွန်တော်ရဲ့လှုပ်ဆောင်ချက်မပါဘူးဆိုတာကောင်းသိတယ်ဘာလို့လဲ तू စူးစမ်းလို့ဒါမှမဟုတ်နော်ပေးဆက်လို့နောက်ပြီးတော့တင်နာနေတက်လို့ကယ်တင်ခြင်းရသလားဆိုတော့မဟုတ်ဘူးဖယားလူတွေနှိမ့်ဆက်ဖို့သွားတဲ့အခါမှာဖယားကသူ့ကိုလမ်းတစ်ဝက်မှာသူ့ကိုပြောင်းလဲစေတာဖြစ်ပါတယ်သူ့အားဖြင့်သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်သူပြောင်းလဲတာမဟုတ်ဘူးဒါကိုရှင်ပေါလုကောင်းသိတဲ့အခါမှာကယ်တင်ခြင်းဆိုတာဟာဖယားရဲ့ယေရှုတော်တက်ကြောင့်သာဖြစ်ပါတယ်ကျွန်တော်လူသားတွေရဲ့အလုပ်မဟုတ်ဘူးတဲ့ဒါယေရှုတော်ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှဝါကြွားစရာမရှိဘူးလို့ပြောတယ်ဒါကြောင့်မလို့အခုနကယ်တင်ခြင်းတင်တန်းဆိုတာကျွန်တော်ကယ်တင်ခြင်းတင်တန်းလုပ်လို့မရဘူးလူသားအနေနဲ့ကယ်တင်ခြင်းတင်တန်းလုပ်လို့မရဘူးအခုနပြောတယ်
ကယ်တင်ခြင်းဟာဖျားဖက်ကလာတာဖြစ်ပါတယ်တင်တန်းဆိုတဲ့သဘောတရားကမတိတဲ့အရာကိုတဖြည်းဖြည်းတင်တန်းပေးပြီးတော့ပိုးချပြီးတော့ဟုတ်လားနောက်ဆုံးမှာသိအောင်တတ်အောင်သင်ပေးတဲ့အရာဖြစ်ပါတယ်ဒါလူသားဖက်ကလုပ်ရတဲ့တာဝန်ဖြစ်ပါတယ်ဒါ secular ဖက်ကကြည့်မယ်ဆိုရင်တော့လူဖက်ကလုပ်တဲ့အရာဖြစ်ပါတယ်ကျမ်းစာကတော့ကယ်တင်ခြင်းဆိုတာလူဖက်ကတာဝန်အဖြစ်မပြောပါဘူးဖျားဖက်ကနေပြီးတော့လှုပ်ဆောင်တဲ့အရာဖြစ်ပါတယ်ကယ်တင်ခြင်းကျွန်တော်ခံရတဲ့အရာဟာဖျားရဲ့ကျေးဇူးတော်တက်ကြောင့်သာဖြစ်ပါတယ်ကျွန်တော်ခရိယန်သမိုင်းကိုကြည့်တဲ့အခါမှာ Arminius ပေါ့နော်သူကတော့လူဖက်ကကြိုးစားပြီးတော့ကယ်တင်ခြင်းရတာဖြစ်တယ်ဆိုပြီးတော့ခံယူတယ်ဒီလိုခံယူတဲ့လူတွေကိုတော့ကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိပါဘူးဒါပေမဲ့ကျမ်းစာကတော့ကယ်တင်ခြင်းဆိုတာဖျားကနေရောက်လာတာဖြစ်တယ်တဲ့လူနဲ့မဆိုင်ဘူးဖျားနဲ့ပဲဆိုင်တယ်တင်တန်းလည်းပေးလို့မရဘူး salvation training အင်္ဂလိပ်လိုကြတော့ training ပေးလို့မရဘူးကယ်တင်ခြင်းရပါစေဆိုပြီးတော့ကျွန်တော် training တွေပေးပြီးတော့နောက်ဆုံးမှာကယ်တင်ခြင်းရတာမဟုတ်ဘူးတကယ်တော့ပြောင်းလဲစေတဲ့သူဟာဘာတူလဲဖျားရဲ့ဝိညာဉ်တော်ဖြစ်ပါတယ်ဖျားကိုယ်တိုင်ပဲဖြစ်ပါတယ်ဖျားရဲ့တာဝန်ဖြစ်ပါတယ်လူဆိုတာကဖျားအသုံးခံတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကယ်တင်ခြင်းအကြောင်းမဝင်ငှနဲ့တည်တည်မခံနဲ့ပြောချင်တာမဟုတ်ဘူးဒီနေရာမှာအသုံးအနှုန်းလေးတွေကိုတည်တည်ချာချာသိစေခြင်းလို့ဖြစ်ပါတယ်ကျမ်းစာထဲမှာရှမသက်ခန်းကြီး28:19-20မှာနော်လူမျိုးတကာစီတွားပြီးတော့ဧဝံဂေလိတရားဝင်ငှဖို့ဘုရားသခင်ကအကြီးမားဆုံးတာဝန်ပေးထားတယ်ဒါကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ဝင်ငှဖို့တာဝန်ဖြစ်တယ်ဒါကျွန်တော်လုပ်ရမယ့်အရာဖြစ်ပါတယ်တရားဟောရမယ်နှုတ်ပတ်တော်ဝင်ငှရမယ်ဒါကကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ဒါပေမဲ့ပြောင်းလဲစေတဲ့သူဟာဘာတူလဲဖျားပဲဖြစ်ပါတယ်ဓမ္မနဝတ္ထုအခန်းကြီး16အပိုင်ငယ်14ကျွန်တော်ကြည့်တဲ့အခါမှာလီဒီယာလို့ခေါ်တဲ့အမျိုးသမီးလေးနော်သူလည်းပဲရှင်ပေါလုနှုတ်ပတ်တော်ဝင်ငှတဲ့အရာကိုနားထောင်တယ်ဒါပေမဲ့ရှင်ပေါလုကနေပြီးတော့သူ့ကိုပြောင်းလဲစေတာမဟုတ်ဘူးတဲ့သူ့ရဲ့နှလုံးသားကိုတန်ရှင်တော်ဝိညာဉ်တော်ဖျားကနေပြီးတော့ဖွင့်ပေးပြီးတော့ဒီနှုတ်ပတ်တော်ကိုနားလေတယ်လက်ခံလာတာဖြစ်တယ်လို့အတိအလင်းဖော်ပြထားတယ်ဒါကြောင့်မလို့ကယ်တင်ခြင်းတင်တန်းလို့ကျွန်တော်တို့ဘယ်တော့မှမရကြပါနဲ့ဘာလို့လဲဆိုတော့ဒါဟာဖျားကိုနော်မထီမဲ့မြင်ပြုတ်ရရောက်တယ်ဖျားရဲ့တာဝန်ကိုကိုယ်တာဝန်အဖြစ်ယူသလိုဖြစ်တယ်ဖျားတာဝန်ဟာဖျားတာဝန်ထားပါကျွန်ုပ်တာဝန်ကျွန်ုပ်တာဝန်ယူဖို့ဖြစ်တယ်ဒါကြောင့်မလို့ကယ်တင်ခြင်းတင်တန်း salvation training အင်္ဂလိပ်လိုကြတော့ဘလို့မှဘယ်တော့မှမရေးကြပါနဲ့နောက်နောင်လဲနော်မလုပ်ကြပါနဲ့ဘာလို့လဲဖျားကိုစော်ကားရရောက်တယ်ဒါပေမဲ့ပြောချင်တာကကယ်တင်ခြင်းအကြောင်းကိုတော့ကျွန်တော်တို့ဝင်ငှလို့ရတယ်အကြောင်းအရာကိုတော့သင်လို့ရတယ်ပို့ချလို့ရတယ် Greek လိုကြတော့ soteriology လို့ခေါ်ပါတယ်ဒါကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာဖြစ်ပါတယ် logy ဆိုတာက study ဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်သင်လို့ရတယ်အကြောင်းအရာပဲသင်လို့ရတယ်ဒါပေမဲ့ပြောင်းလဲစေတဲ့သူဟာဖျားဖြစ်တယ်ဒါအသုံးအနှုန်းလေးတွေကိုအမြဲတမ်းတတိထားစေခြင်းပါတယ်နောက်လေးပဲVinal ပေါ်မှာပဲဖြစ်ဖြစ် Facebook စာမျက်နှာပေါ်မှာပဲဖြစ်ဖြစ်ကယ်တင်ခြင်းတင်တန်းဆိုပြီးတော့မရေးကြပါနဲ့ကျွန်တော်ဒါရီမြင်တဲ့အခါမှာတကယ်ဝမ်းလဲနေတယ်ရှက်လက်ရှက်တယ်ဘာလို့လဲဒါလူတာဝန်မဟုတ်ဘူးအခုနကယ်တင်ခြင်းဟာဖျားရဲ့ကျေးဇူးတော်အားဖြင့်ရတဲ့အရာဖြစ်ပါတယ်လူတွေဝါကြွားစရာမဟုတ်ဘူးဖျားတာဝန်ဖြစ်တယ်ဒါကြောင့်ဖျားကိုပဲ credit ပေးရမှာဖြစ်ပါတယ်လူမဟုတ်ဘူးကျွန်တော်ဟောပြောဝင်ရတဲ့သူမဟုတ်ဘူး
ကျွန်တော်ဟာအစီခံမြတာဖြစ်ပါတယ်အသုံးတော်ခံတဲ့သူသာဖြစ်ပါတယ်ဖယားဘုန်းတော်အတွက်ပဲအားလုံးလှုပ်ဆောင်ဖို့ဖြစ်တယ်ဆိုတာကိုကယ်တင်ခြင်းတင်ဒန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ဝင်ရခြင်းဖြစ်ပါတယ်ကယ်တင်ခြင်းတင်ဒန်းပေးလို့မရဘူးကယ်တင်ခြင်းအကြောင်းတော့ဟောလို့ရတယ်ပြောလို့ရတယ်တင်ဒန်းပေးလို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်